ချို့တွေကျွန်တော်စေကန်းကိုစုံတွဲလိုက်လာပြကြတယ်ပြဿနာကအမျိုးသားမှာတော့ကျွန်တော်ပေါက်နေတယ်မျိုးသမီးကတော့ဘာမှမဖြစ်ဘူးပေါ့နော်ဒါအရှင်းဆုံးမေးရမယ်ဆိုရင်ကျွန်တော်မေးတာကဒါဖောက်ပြန်တဲ့လက္ခဏာလားပေါ့လေဘာဖောက်ပြန်တဲ့လက္ခဏာမဟုတ်ပါဘူးဒါကျွန်တော်ဒါပြဿနာတက်မှာဆိုလို့ကျွန်တော်တစ်ခါရှင်းပြပေးပါမယ်နော်ကျွန်တော်ဖြစ်စေရတဲ့အကြောင်းရင်းက Human Papilloma Virus HPV virus ကြောင့်ဖြစ်တာပါအမျိုးသားတွေမှာကျွန်တော်ဖြစ်တာရှိတဲ့ကနံပါတ်6နဲ့နံပါတ်7ကြောင့်ဖြစ်တာများတယ်ကင်ဆာဖြစ်စေနိုင်တာတော့နံပါတ်6နဲ့နံပါတ်18ပေါ့နော်အဲ့ဒါဖြစ်တာကတော့ရှားတယ်နံပါတ်6နဲ့နံပါတ်7ကကျွန်တော်တို့ကူးဆက်လွယ်တယ်အရေးပြားတယ်ကျွန်တော်ကူးဆက်ပြီးထိတွေ့ရအောင်ကူးဆက်နိုင်တယ်အဓိကအပြင်ကကျွန်တော်တို့လိင်ဆက်ဆံပြီးကျွန်တော်ကူးဆက်တာများတယ်ဒါပေမဲ့ဒီကောင်ကပိုးကကျွန်တော်ခန္ဓာကိုယ်ထဲမှာကူးဆက်ပြီးသွားပြီးခဲတည်ရှိတော့ချက်ချင်းကျွန်တော်တို့ကဝက်ကကျွန်းတို့ကပေါက်တာမဟုတ်ဘူးကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာအနည်းဆုံးကိုသူကတလားနှစ်လားနေပြီးတော့ကျွန်တော်ပေါ်တဲ့လူမျိုးတွေရှိတယ်အချို့ကျတော့၄-၅နှစ်နေမှာပေါ်တဲ့လူမျိုးတွေရှိတယ်အချို့ကျတော့ကျွန်တော်10စုနှစ်ချီပြီးတော့ခန္ဓာကိုယ်ထဲမှာပိုးကခိုအောင်နေပြီးတော့ကျွန်တော် symptom တွေမပြရယောဂလက္ခဏာတွေမပြတာမျိုးရှိတတ်တယ်အဲ့တော့ပြောချင်တာက HPV virus ကကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာရှိနေနိုင်တယ်ဒါပေမဲ့မပေါ်ဘူးပေါ့နော်ကျွန်တော်ကတော့လိုအခြေအနေမျိုးမှာခန္ဓာကိုယ်ထဲမှာကျွန်တော်တွေကဒီမျိုးသားအင်္ဂါမှာကျွန်တော်ကပေါက်နိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီစိတ်ပြေစီမှုများတဲ့လက္ခဏာမျိုးတွေကိုယ်ခံအားကျဆင်းမှုများတာမျိုးတွေဟော်မုန်းပြောင်းလဲဖြစ်တာမျိုးတွေအဲ့လိုမျိုးတွေမှာဆိုလို့ရှိရင်တော့ဒီမျိုးသားအင်္ဂါမှာကျွန်တော်ကပေါ်ပြီးပေါက်လာနိုင်တယ်ပေါ့နော်အဲ့အချိန်မှာကိုကဒါတစ်ဖက်ကိုယ့်ရဲ့မျိုးသားကိုဒါကျွန်တော်ပေါက်တာဟာတခြားမိမနဲ့ဖောက်ပြန်နေရလားဆိုပြီးသွားပြီးဆွဆွဲတာမျိုးတော့မလုပ်သင့်ဘူးပေါ့လေဒီကိစ္စမျိုးမှာကျွန်တော်တို့ဒီဆရာဝန်တွေနဲ့ရှင်းပြပြန်လို့ဆိုလို့ရှိရင်ဒါဒီယောဂပိုးကခန္ဓာကိုယ်ထဲမှာဘယ်လောက်ထိရှိနေပြီးတော့ဘယ်လောက်ထိကျွန်တော်တို့ကူးစက်နေပြီးသားဆိုတာလည်းကျွန်တော်မသိနိုင်ဘူးဘယ်တော့မှကူးစက်နိုင်ခဲ့တယ်ဆိုတာကျွန်တော်မသိနိုင်ဘူးပေါ့နော်ပြီးတော့တခုရှိတာကကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာဒီဘယ်နာမဖြစ်ပေါ့လေကျွန်တော်ပေါက်နေပြီးသားဟာဆိုလို့ရှိရင်ကျွန်တော် HPV virus ကရှိသလားဆိုစစ်စရာမလိုအပ်တော့ဘူးပေါ့နော်ဒီလိုမျိုးဥပမာပေးရမယ်ဆိုလို့ရှိရင်ကျွန်တော်ကိုယ်ရှိနေမိမတယောက်ကိုကျွန်တော်တို့အပြိုလားလို့သွားမေးလို့ဖြစ်နေပါပေါ့နော်ကျွန်တော် virus ကရှိနေပြီးသားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဝက်ကပေါက်တာပါဒါပေမဲ့ဝက်ကခန္ဓာကိုယ်ထဲမှာကျွန်တော်ဒီ virus ပိုးကကျွန်တော်တို့အနည်းဆုံးကိုတလားနှစ်လားနေမှဒီကို10စုနှစ်ချီချတဲ့အထိအောင်ကျွန်တော်ရှိနေပြီးသားဖြစ်နေနိုင်ပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီကျွန်တော်ပေါက်ုံနဲ့ဒါဖောက်ပြန်တယ်လို့ကျွန်တော်ပြောလို့မရပါဘူးခင်ဗျာမင်္ဂလာပါကျွန်တော်ကဒေါက်တာထိုင်မှန်ဖြစ်ပါတယ်ခင်ဗျာ